ဒီဘက်ပဲရတယ်ယူနဲ့ယူထက်တခါတိုင်းကျော်ဟိုဘက်မှာယူတိုင်း ဒီဟာရဟုတ်ကတိုင်တခန်းကျော် တိုင်းကျော်ယူတုံးလိုက်ဒီမှာတော့ဟောလို့နဲ့အားကြောင့်ယူက24ကျောင်းဒီတိုင်းဖွင့်မယ်ဆိုလို့ရှိရင်9ချောင်းကုန်ပြီးတော့2တိုင်းကျော်တော့ဓာတ်ထဲမှာတိုင်း2တိုင်းပါမှာဆိုတော့တိုင်း9ချောင်းဆို9ဆက်ဒီမှာဟိုလိုတိုင်းတော့မခွေတော့ဘူးအပေါ်ဒီလိုမျိုးလေးပဲအဲ့ဒါအုတ်ညံဒီပိုလိုအုတ်ညံမှာအုတ်စီမှာဆိုတော့အောက်ကထမ်းမှာအဲ့ဒါ3ချောင်းကိုဘက်က3ချောင်း9ချောင်းအဲ့ဒါက24ချောင်းအလဲအောင်ရင်းကြရင်တော့ဒါမျိုးပါမှာပေါ့အဲ့မှာအလဲကဒီလိုမျိုးပါအလဲဟာမယ်အလဲကဒါမျိုးဒီမှာတော့ဒါမျိုးမပါတော့ဘူးဒါမျိုးလေးပဲဟိုထိတ်တရားကလည်းမပါဘူးအဲ့မှာဟုတ်ညံ့မနေရတရားကမပါဘူးတရားကမှ2တိုင်းမပါဘူးသူကအုတ်ညံ့ပါအဲ့မှာဒီအလဲတိုင်း2တိုင်းမပါဘူးဒီလိုမျိုးကဒီပုံစံယူမှာတော့ဘယ်နဲ့တောင်းပြီးမှာဟောလူပြီးမှာဟောလူပြီးမှာဟောလူပြီးမှာအဲ့တော့ကုန်ကျစရိတ်အတွက်ကြည့်ပါကုန်ကျစရိတ်ပဲဈေးနဲ့ဈေးမေးပြီးဟုတ်လားဒီကောင်က3,900ဟိုနည်းလုံနိုင်မလားလို့တခါလည်းပဲဒီကောင်ကဒီဘက်မှာယူလိုက်ဒီကောင်ကတစ်ချောင်း3,900အဲ့တော့48သိန်း48သိန်း48တောင်းသိန်း48တောင်းသိန်း48တောင်းဒီကောင်က4နှစ်ဟောလူက52ချောင်း52ချောင်းတစ်ချောင်း9တောင်းတစ်ချောင်း9တောင်းဆို36သိန်း4တောင်း4တောင်း36သိန်း4တောင်းမနှစ်ပတ်လေကဟောလိုပဲအဲ့ဒါလည်းဟောလိုပဲနှစ်ပတ်လေဟောလိုသူက130ပုံချောင်းဘွားများတယ်တရားတယ်သူကတစ်ချောင်းသူကတော့အထူးမဟုတ်ဘူး1.8ပဲသူလည်းသုံးလို့ရတယ်အဲ့ဒါတစ်ချောင်း3,000နဲ့တစ်ခါဘယ်တော့34သိန်းနဲ့တာဟိုကတော့ပေါ့တုတ်က73ပြီလားတုတ်ကပြီးတော့73ပြီနှစ်ချက်မိုးရမှာ26ပြီတော့ဒီကြည့်တာတော့24ပြီဒီအောက်မိတ်ငါးလက်မနဲ့အပေါ်တိုးမှနဲ့ပြီးတော့ထပ်မှနဲ့ဆိုရင်26ပြီဆိုတော့73မိနစ်ချက်ပေါ့26ပြီဒါတိုင်းဝယ်လို့မရဘူး73မိနစ်နှစ်ချက်အဲ့ဒါ73မိနစ်နှစ်ချက်ဝယ်ငါတပီ3,500အဲ့ဒါကအချက်ရေ124ချက်လား124ချက်က56သိန်း4တောင်း2000ဆို1,560လောက်ဖြစ်သွားပါတော့လက်ခံမပါပဲနဲ့လက်ခံမပါဘူးတရားဟိုကောင်ဝယ်မှာဆို190လောက်ဖြစ်ကြောက်ကြားလို့ဝယ်ရင်ကြောင်းလက်ခံနဲ့ပါနေဆိုတော့20လောက်ပေါ့ဟို200လောက်သွားမှာပေါ့အေးပေါ့လောက်နိုင်တယ်လောက်မှာပေါ့100ကျော်လောက်တော့ကြာလက်ခံနဲ့200နည်းနည်းစုံပေါ့လောက်နိုင်တယ်လောက်မှာမိုးမကြပြုံး